အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့နေ့တိုင်းလက်ဖျားလေးတွေနဲ့ထိတွေ့ထုံးပူနေတဲ့နီးပညာတစ်ခုရဲ့အတွင်းကြကြအကြောင်းအရာတွေကိုဖော်ထုတ်သွားမှာပါကီးဘုတ်ဆိုတာရိုးရှင်းတဲ့ပစ္စည်းလေးတစ်ခုလို့ထင်ရပေမဲ့တကယ်တော့အမျိုးအစားတွေကစွန့်လွန်ပါတယ်အဓိကကီးဘုတ်အမျိုးအစား6မျိုးကိုလေ့လာရင်ဒီနီးပညာတွေဘယ်လိုမျိုးအဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့တယ်လဲဆိုတော့ကိုအတူတူစူးစမ်းကြည့်လိုက်ကြရအောင်တကိုးလိုက်ရှိစပီလွန်တဲ့တုံးကရုံခန်းတစ်ခုတည်းကိုဝင်သွားတယ်လို့ခဏလောက်စိတ်ကူးကြည့်လိုက်ရအောင်အဲ့ဒီခေတ်ကလွတ်လွတ်တဲ့အတန်းဟာတယောက်နဲ့တယောက်အပြိုင်ဆိုင်အော်ဟစ်ငင်းခုန်နေတဲ့စာရိုက်ဆက်တွေအများကြီးရှိနေတဲ့အခန်းကြီးတစ်ခုလိုပါပဲအစောပိုင်းကွန်ပျူတာခေတ်မှာဆိုရင်ကီးဘုတ်တွေကတကယ်ကိုအလွန်လေးလံပြီးစူညံတာပါစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီခေတ်တုန်းကစူညံတန်းဆိုတာချွေးရင်းချက်တစ်ခုမဟုတ်ပဲအလုပ်တွေတွင်ကျင်နေကြောင်းပြသတဲ့လက္ခဏာတစ်ခုလိုဖြစ်ခဲ့တာပါကဲဒီတော့ဒီခရီးစဉ်လေးကိုဘယ်လိုစတင်ကြမလဲဒီနေ့အတွက်စက်ပိုင်းဆိုင်ရာတမိုင်းကြောင်း optical ရဲ့မြန်နှုန်းအသုံးများဆုံး membrane laptop ဒီကကကြေးခလုတ်တက်တောင့်တက်တာရှိတဲ့ ergonomic နဲ့တဲဆော်ရလွယ်ကူတဲ့ခောက်လိပ်နိုင်တဲ့ keyboard ဆိုပြီးအပိုင်း6ပိုင်းခွဲပြီးအလေးနဲ့မြန်လေ့လာသွားကြပါမယ်ပထမဆုံးအနေနဲ့ကီးဘုတ်ရဲ့မူလစဖြစ်တဲ့စက်ပိုင်းဆိုင်ရာကီးဘုတ်တနည်းအားဖြင့် mechanical keyboard တွေစီကိုတွားလိုက်ရအောင်သူတို့ကတော့စာရိုက်ချင်းလောကမှာအတန်းကျကျနဲ့မရက်တီခဲ့တဲ့အလေးချင်းစီနဲ့ champion တွေပါပဲတမိုင်းအကြောင်းကိုနည်းနည်းပြန်ကြည့်ရရင်1980ပြည်လွန်နှစ်တွေမှာထွက်ရှိခဲ့တဲ့ IBM Model MG ဟာရုံခန်းတိုင်းကိုလွှမ်းမိုးထားခဲ့တာပါတကယ်ကိုစက်မှုလုံးပိုင်းလုံး PC တခုလိုခိုင်ခတ်လွန်းလို့အခုချိန်ထိတောင်အလုံးလုံးနေစေ model တွေရှိနေတော့မှာပဲဒါပေမဲ့1990ပြည်လွန်နှစ်ရဲ့နောက်ပိုင်းကိုရောက်လာတဲ့အခါပိုပါလွာပြီးတိတ်ဆိတ်တဲ့ keyboard တွေကိုလိုချင်လာကြလို့အပြုံးမှုကျဆင်းသွားခဲ့ပါတယ်ဒါပေမဲ့ပွဲကမပြီးသေးပါဘူး2000ပြည်လွန်နှစ်များနောက်ပိုင်းမှာဂိမ်းကစားသူတွေနဲ့ programmer တွေကဒီ mechanical keyboard တွေရဲ့အားသာချက်ကိုပြန်လဲရှာဖွေတွေ့ရှိခဲ့ကြပြီးနောက်တော့ချင်းပြန်လဲခစ်စားလာခဲ့တာအလုံးသိပါပဲဒီစက်ပိုင်းဆိုင်ရာ keyboard တွေပြန်လဲခစ်စားလာရတဲ့အဓိကတော့ချက်ကတော့ clock တစ်ခုစီတိုင်းရဲ့အောက်မှာတီချာ switch တွေပါရှိနေတာကြောင့်ပါဥပမာ Sherry MX ဆိုခင်မီ clock တွေမှာဆိုရင်ချောင်းမွဲတဲ့ linear အနေရောင်အထီးတွေ့တုံပြန်မှုကောင်းကောင်းရတဲ့ tactile အညိုရောင်နဲ့တကယ်ကိုအတန်ထွက်က clicky အပြာရောင်ဆိုပြီးရွေးချယ်စရာလေးအများကြီးရှိပါတယ်ရွေးချက်ရှိကိုလေးလံပြီးအတန်မီအောင်လုပ်ထားလာကြောင်းစာရရတာတကယ်ကိုရတာတမျိုးပါပဲအခုနောက်ပိုင်းခင်မီ version တွေမှာဆိုရင် RGB မီအလံရောင်တွေ media ထိန်းချုပ်မှုတွေပါအစုံလင်ပါဝင်လာပါပြီအခုဒုတိယအမျိုးအစားဖြစ်တဲ့ optical keyboard တွေကိုဆက်ကြည့်ကြရအောင်ဒါကတော့အမြန်နှုန်းကိုအဓိကထားတဲ့အဆင့်မြင့်စင်ကပ်ပြောင်းလဲမှုတစ်ခုပါရိုးရာစက်ပိုင်းဆိုင်ရာ clock တွေရဲ့နေရာကိုအစားထိုးဖို့ပေါ်လာတဲ့အနာဂတ်ဆန်ဆန်အလင်းရောက်အခြေခံနည်းပညာတစ်ခုလို့ဆိုရမှာပါဒီနေ့ပညာကဘလောက်တောင်ကောင်းတယ်လဲဆိုတာကိုနှိုင်းယှဉ်ကြည့်အောင်တာမန်စက်ပိုင်းဆိုင်ရာခလုတ်တစ်ခုကိုနှိပ်တာဟာတတုချင်းချင်းထိတွေ့ရတဲ့တကားခေါင်းလောင်းကိုနှိပ်လိုက်တယ်လို့ပါပဲဒါပေမဲ့ optical ခလုတ်တွေကြတော့အနီအောင်ရောင်ခြေတိုင်းကိုဖြတ်တောက်လိုက်တဲ့ motion sensor တစ်ခုနဲ့ပို့တူပါတယ်ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလုံးဝမရှိတဲ့အတွက်အကျဉ်းချမှုမရှိပဲချက်ချင်းတုံ့ပြန်နိုင်တာဖြစ်ပါတယ်တကယ်ကိုခြားနာချက်ကြီးပါပဲတတုထိတွေ့မှုမရှိတဲ့အတွက် the bounce delay လို့ခေါ်တဲ့နောင်နှင်းမှုလုံးဝကိုမရှိတာပါမီလီစက္ကန့်လေးတွေကအစရှင်ပြိုင်မှုပြင်းထန်တဲ့ e-sports game တွေအတွက်ဒါကတကယ်ကိုအသက်ပါပဲ Razer, Corsair, Steel Series နဲ့ Wooting တို့လိုနာမည်ကြီးမှတန်းဆယ်တွေကဒီနည်းပညာကိုထိပ်တန်းကနေအသုံးပြုနေကြပါတယ် Linear, Tactile, Clicky ခံစားချက်အမျိုးမျိုးရနိုင်ပေမဲ့ဒီနေရာမှာသတိပြုရမယ့်အချက်လေးတွေလည်းရှိပါတယ်ဈေးပိုကြီးတဲ့အပြင်တက်ဆိုင်ရာအမှတ်တန်းဆယ်ရဲ့ GS စနစ်ထဲမှာပဲပိတ်မိနေတတ်တာဖြစ်ပါတယ်ပြောရရင်တော့ပြောင်းလဲပြင်လဲရှိမှုထက်အမြန်နှုန်းတီးတန့်ကိုရင်းနှီးမြှုပ်နှံလိုက်တာပါပဲနောက်ထပ်တတိယအမျိုးအစားကတော့အသုံးအများဆုံး membrane keyboard တွေပါတိတ်ဆိတ်စွာလွှမ်းမိုးလာခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့အညီသူတို့တွေက1980နဲ့1990ပြည်လွန်တဲ့ဒီမှာကြောင်းတွေရုံခန်းတွေနဲ့အစိတ်တသားတဲ့ laptop တွေမှာဘလိုမျိုးတိတ်တိတ်လေးနေရာယူထွားခဲ့တယ်လဲဆိုတာလေ့လာကြည့်ကြရအောင်ဒီ keyboard တွေမှာတီချာခလုတ်တွေအစားအလွာလိုက်ဖိအားခံပြားတွေနဲ့ရောပါအမိုးခုံးတွေကိုအပြုံပြုထားပါတယ်အဓိကယူရချက်ကတော့ဈေးတသားဖို့တိတ်ဆိတ်ဖို့နဲ့ပါလွာဖို့ပါပဲစာရိုက်တဲ့အခါပြတ်သားတဲ့အတန်မရှိပဲနူးညံ့ပြီးပျော့ပြောင်းတဲ့ခံစားချက်မျိုးပေးပါတယ်တိချမှုနေပါရဲ့ခလုတ်များစွာပြန်တူနေမမိတဲ့ ghosting လို့ခေါ်တဲ့ပြဿနာလေးတွေရှိပေမဲ့ဈေးအလုံးတက်တာပေါ်ပါတာနဲ့အရေးဖိချမှုတန်ခံနိုင်တာတွေကြောင့်ရုံကန်းတွေရဲ့အချစ်တော်ဖြစ်လာခဲ့တာပါတကယ်ကိုအန်အိုးစရာကောင်းတဲ့အချက်တစ်ခုကတော့ keyboard အမျိုးအစားတွေကြားကခံနိုင်ရည်တတန်းကွာဟာချက်အလွန်ကြီးမားလာပါပဲ membrane keyboard တွေဟာပြင်းပြအပြင်အကျဉ်း9လောက်ပဲခံနိုင်ရည်ရှိပေမဲ့ scissor clock တွေကအကျဉ်း30ခင်မီ optical နဲ့ mechanical clock တွေကတော့အကျဉ်း100ကျော်အထိခံနိုင်ရည်ရှိတာကိုတွေ့ရမှာပါတနည်းအားဖြင့်ပြောရရင်တချို့ keyboard တွေဟာကွန်ပျူတာထက်တောင်တတန်းပိုရှင်နိုင်ပါတယ်
ကိုဒီကိုစီပြည်လိုနေများနောင်ပိုင်းနဲ့ဒီခါပြည်လိုနေများအစောပိုင်းကိုရောက်လာတဲ့အခါကြီးမားတဲ့ desktop တွေနေရာမှာ laptop တွေအစားထိုးဝင်ရောက်လာပါမယ်။အဲ့ဒီခါမှာတဲဆောင်ရောက်လွယ်ကူတဲ့စံသက်မချက်အတစ်တကူဖြစ်တဲ့ကက်ချီခလုံးတတိယချေ laptop scissors တွေထွက်ပေါ်လာပါမယ်။ ကကြေးရန်ဒီယာဆိုတာကကီးရဖုံးအောက်မှာရှိတဲ့အချင်းချင်းချိတ်ဆက်ထားတဲ့ plastic အပိုင်းအစားနှစ်ခုပါအဲ့ဒီဒီဇိုင်းကကီးကိုတည်ငြိမ်စေပြီးရိမ့်နှွက်မှုကိုလော့ချပေးပါတယ်အရေးကြီးဆုံးကတော့ရောဘာအမိုးခုံးကိုအတုံးပြထားလို့ခလုတ်နှိမ့်ရတဲ့အကွာအဝေးတိုးတောင်းသွားစေပါတယ်ဒါကြောင့်လက်ချောင်းပေအများကြီးလို့ရှားစရာမလိုပဲမြန်မြန်ဆန်းဆန်းနဲ့တွတ်တွတ်လက်လက်စာရိုက်နိုင်စေတာပဲဖြစ်ပါတယ်ဒီကချီခလုတ်တီဟာနေ့စဉ်အလုံးလုံးခုအတွက်အကောင်းဆုံးနေရာတစ်ခုကိုရောက်ရှိလာပါတယ် IBM ThinkPad တို့ Dell XPS တို့ MacBook တို့လိုအထင်ကရ laptop တွေမှာသုံးလာကြပြီ Apple ရဲ့ Magic Keyboard ကဆိုရင်ပါလာတဲ့ keyboard တွေအတွက်စံချိန်တစ်ခုကိုတတ်မှတ်ပေးနိုင်ခဲ့ပါတယ်အရင်ဖြစ်နေတဲ့ game တွေတော့မဟုတ်ပေမဲ့နေ့စဉ်စာရေးတာခိုးရင်းရေးတာနဲ့ key သွားတာတွေအတွက်တော့အကောင်းဆုံးရွေးချယ်စရာဖြစ်လာခဲ့ပါတယ် Cherry Stream လို Premium Model တွေဆိုရင်အချိန်တန်း30အထိခံနိုင်ရရှိပါတယ် အခုဆက်သွားမယ့်အပိုင်းကတော့မြန်နှုံးနဲ့ပုံစံထက်ကျမ်းမာရေးကိုအထူးဦးစားပေးထားတဲ့တက်တောင်တက်တာရှိသော ergonomic keyboard တွေအကြောင်းပါအမြဲစာရိုက်နေရသူတွေရဲ့လက်ကဝစ်နဲ့လက်မောင်းတွေကိုကာကွယ်ပေးဖို့ရည်ရဖန်တီးထားတာပါ တာမန်ပြချက်နေတဲ့ keyboard ပုံစံကိုဆွတ်လွတ်ပြီးလက်တွေကိုတဘာဝအတိုင်းထားနိုင်ဖို့အတွက် keyboard ကိုအလဲကနေခွဲထားတာကွေးထားတာဒါမှမဟုတ်အပေါ်ကိုစောင်းထားတာမျိုးတွေပြုလုပ်ထားတဲ့ ergonomic ညီယူမှု design ထည့်ပါတယ်ဒါဟာလက်ကောက်ဝစ်လင်နာကို short ချပြီးကြာရှည်စာရိုက်လို့ဖြစ်လာနိုင်တဲ့အစစ်မင်းနာကျင်မှုအန်တရီတွေကိုတိတိတာတာ short ချပေးပါတယ်1994ခုနှစ်မှာ Microsoft Nitro Keyboard နဲ့စတင်ခဲ့တဲ့ဒီ design တွေဟာပုံမှန် keyboard တွေနဲ့မတူတဲ့အတွက်အစပိုင်းမှာချိန်ကြီးအသားကျဟောအခြေအနေနဲ့တော့ယူရပါတယ် Kinesis Advantage 360တော့ Microsoft Scope နဲ့ Eagle Dogs Easy လို့ model တွေဆိုရင်အတော်လေးနာမည်ကြီးပါတယ်ဒီနေ့ကို8နိုင်ကျော်လောက်စာရိုက်နေရတဲ့ developer တွေစာရေးရှာတွေတော့ဒါလက်ကောက်ဝဲနာကျင်မှုနဲ့တည်တယ်ပဲတွေ့ကောင်းနေပါတယ်စပန်ဆိုင်ရာတမိုကချီ clock တွေတော့ update လေးရှိပြီးလက်တွေကိုနာရီပေါင်းများစွာတက်တောင်ထက်တာရှိစေပါတယ်နောက်ဆုံးအပိုင်းအနေနဲ့လေ့လာကြည့်ကြအောင်2000ပြည့်လို့နှစ်များနောင်ပိုင်းမှာပေါ်ထွက်လာပြီးကီးဘိုးအလောကရဲ့ပျော့ပြောင်းတဲ့ပုံကန်သူတွေလို့ခေါ်ရမယ်အလွန်တဲ့ဆောင်အလွယ်ကူတဲ့ခောက်လိမ့်နိုင်တော့ roll up keyboard တွေပဲဖြစ်ပါတယ်ဆီလီကွန်ဒါမှမဟုတ်ပျော့ပြောင်းတဲ့ရောဘနဲ့ပြုလုပ်ထားလို့ယောဂဖြာတစ်ခုလိုကြောပိုးအိတ်ထဲကိုအလွယ်တကူခောက်လိမ့်ထည့်သွားနိုင်ပါတယ်စာရေးရပါဖြော့ပြောင်းပြီးခီးနစ်ရတဲ့နဲ့လုံးဝမရှိပါဘူးဆန်ဝူးတို့ iClever တို့လို model တွေဆိုရင်$30အောက်တောင်ရှိတာပါရေဆိုးခန်းစနစ်လက်ပါဝင်တဲ့အတွက်ကော်ဖီနဲ့ဖြောရည်တွေဖိတ်ကြမှာကိုစိုးရင်စရာမလိုတာကြောင့်ခီးသွွားနေသူတွေ digital လှည့်လည်သွားလာအလုပ်လုပ်သူတွေနဲ့အရေးပေါ်အချင်းနေတဲ့အတွက်အလုံးအထုံးဝင်တဲ့ keyboard တွေဖြစ်ပါတယ်အချို့အပြင်ဆိုရရင်မိမိရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့ keyboard ကိုရွေးချယ်ဖို့ပါပဲ game ကစားသူတွေနဲ့စာရိုက်သူတွေအတွက်စူညံပြီးကြာရှည်ခံတဲ့ mechanic e-sport သမားတွေအတွက်ချက်ချင်းတုံ့ပြန်တဲ့ optical ရုံခန့်ထုံးဇေတတာပြီးတိတ်ဆိတ်တဲ့ membrane လက်ထောက်မှာတုံတဲ့ပါလွာတဲ့စေစောမြဲစာရေးသူတွေအတွက် ergonomic နဲ့လှည့်လည်သွားလာသူတွေအတွက် roll up အထိကိုယ့်အတွက်အတင့်တော်ဆုံးကိုရွေးချယ်နိုင်ပါတယ်လက်ရှိစေခွက်ထဲမှာအဆင့်သတ်မှတ်ချက်အကောင်းဆုံးနဲ့ဝယ်ယူရရှိနိုင်တဲ့ keyboard ရဲ့ Amazon link ဒီကိုဖော်ပြချက်ထဲမှာထည့်သွင်းပေးချပါတယ်သူတည်တနာလောက်ရမယ့်အချင်းဒီကိုတက်တာစီမှာသိချပါတယ်ကဲ keyboard ဒီအကြောင်းကိုတော့တော်တော်လေးပြည့်ပြည့်စုံစုံသိသွားကြပြီလို့ထင်ပါတယ်ဒါပေမဲ့ monitor တွေအကြောင်းကဘယ်လိုလဲနေရာထဲမှာတွေ့နေရတဲ့ IPS, VA, TN, OLED mini လေးဆိုတဲ့အတူကောက်စာလုံးတွေကတကယ်တမ်းဘာကိုဆိုလိုတာလဲဆိုတာကိုစဉ်းစားဖို့ပါသလားဒီစကလုံးတွေဟာဘာကြောင့်အရေးကြီးတယ်လဲဆိုတာကိုသိချင်ရောနောက်ထပ်ရှင်းလင်းသုံးသပ်ချက်အစီအစဉ်မှာဆက်လက်လေ့လာနိုင်ပါတယ်အဲ့ဒီမှာပြန်ဆောင်ကြတာပေါ့